တရားဘသူနဲ့နေနာလဲ dwelling ဆိုတာကနေတာဖယားနဲ့ visiting မဟုတ်ဘူး dwelling ဒီနေ့တို့ခရိယာနေက visiting ဖယားနဲ့ visit လုပ်နေတာဖယားကိုသွားလေတာဒီဖွဲ့တွေဖယားလေတဲ့ဖွဲ့တွေမဟုတ်ဖယားနဲ့နေတဲ့ဖွဲ့တွေအာမင်တပတ်တစ်ခါဖယားစီမှာသွားလေတဲ့ဖွဲ့တွေကခရိယာနေဒီမှာ dwelling အာမင် dwelling ဖယားနဲ့အတူနေတဲ့ဖွဲ့တွေဖယားနဲ့နေတဲ့လူတဲ့ဖွဲ့တွေဖယားနဲ့အတူနေတဲ့ဖွဲ့တွေဒံယေလရှာဒရမေရှံအဘေနေဂေါရှန်ဆိုယောရှုတို့အေလိယတို့ဒါတွေအားလုံးဖယားနဲ့အတူနေတဲ့သူတွေ It's not visiting dwelling It's not visiting dwelling It's not visiting dwelling အလေပတ်ဖယားစီသွားလေတာမဟုတ်တပတ်တစ်ခါတလားတစ်ခါတချို့ခရစ်ယာန်တွေဆိုရင်ခရစ်စမတ်တစ်ခါလာတဲ့တစ်နေ့ဒါပေမဲ့ငါခရစ်ယာန်ဖြစ်တော်မူတည်ဆိုရင်အမြင့်ဆုံးသောဖယားနဲ့သွားလေတော့ကြောင်သွားလေတာလားနေရာကျနာလားဖယားနဲ့အတူဘာဖြစ်လိုက်တာလဲနေပလိုက်တာ dwellingဖယားနဲ့နေတဲ့လူအသက်တာမင်္ဂလာပါလားလေဒီနေ့မကောင်းတော့အနိဋ္ဌယောကမရောက်တဲ့ဘေးဥပသွားလျာ၌ကောင်းကင်တမန်တို့အသင်ဖို့မာရတော်မူသည်ဖြစ်တဲ့သင်ခြေကိုကြောက်နေမထိမခိုက်စေခြင်းကသင်တို့ဒီသင်ကိုလက်နဲ့မဆချီပေးကြလိမ့်မည်သင်သည်ရှင်သင်နဲ့ဝေစိုးတို့ပေါ်မှာရှင်သင်ပြိုနေတကားတို့အခုနာကရှာဆောင်ဖဲလိုက်တာကရှင်သင်အိုလားရှင်သင်ပြိုလားရှင်သင်ပြိုဒီမှာဖျားနဲ့နေတဲ့ဖွဲ့တွေကရှင်သင်ပြိုကိုစိတ်တကယ်ကဲတော့ပဲကျွေးထလိုက်တာအလကားကျန်းစာမပြောအဆက်တွေအများကြီးရှိတယ်ရှင်သစ်ပြုံးငကားတို့ခြေဖြင့်သူများအတွက်ပြဿနာတင့်အတွက်မကြခင်စားမယ်ဗျာရေအာမင်သူများအတွက်ပြဿနာမကြခင်မှာတင့်အတွက်စားရမယ်အချို့အမြင့်ဆုံးသူများအတွက်ခါးသီးတဲ့အရာတင့်အတွက်တော့ ice cream အာမင် hallelujah hallelujah သူများအတွက်တော့ဝမ်းနည်းစရာဟုတ်လားတင့်အတွက်ကတော့ဝမ်းမြောက်စရာ amen ဘာလားတင့်အတွက်တော့ဆူရှီတဲ့ဂျပန်က amen သူများအတွက်တော့ဝမ်းနည်းစရာဖြစ်မယ်သင်အတွက်ကတော့ဖယားနဲ့အတူနေတဲ့ဖွဲ့တွေနာဇရိတွေအတွက်ကတော့သင်အတွက်ကတော့ဝမ်းမြောက်စရာအကြောင်းစုံနေဖို့ပဲဖြစ်လိမ့်မယ်အခါဆုံးသောအရာတွေနဲ့အချိုးမြင့်ဆုံးအရာတွေမကြခင်သင်မြင်တွေ့ရမယ် visiting ကိုရပ်လိုက်တော့ဒီနေ့စပ်တော့ dwelling အားလုံးမတက်ထားရအောင်